ပန်ကလေးများနွမ်းခဲ့ပြီသွေးညီနှမ်းတွေညီနေချီမာကြည်စံလောင်းကလေးတို့စာတင်ကြောင်းဒီကဗျာလေးကိုရေးခဲ့တဲ့ကဗျာဆရာကြီးမြားရဲ့ကဗျာကအသက်ဝင်နေပြီဗျကြည်စံအောက်မှာဘဝအဆုံးလို့ဝါလုံးလေးတွေစက်မရေးနိုင်ကြတော့ဘူးအိမ်ကောင်းရင်ကတိုင်ကလေးမှလဲလွယ်အိတ်လေးတွေမချိတ်နိုင်ကြတော့ဘူးကလေးတွေရဲ့စာရွတ်တန်စာအန်တန်တွေလည်းမကြားရတော့ဘူးမေပေးလိုက်တဲ့မုံပိုး900လည်းမတုံးနိုင်တော့ဘူးကလေးတွေစာဆူနေကြတဲ့အကြောင်းကလေးကလည်းပျက်စီးယိုယွင်းလို့ပြိုကျနေပြီကောင်းလောင်းတန်လေးတွေလည်းတိတ်လို့ကလေးငယ်လေးတွေလည်းသွေးရဲရဲနဲ့အိတ်လို့အမေရင်ကျိုးနေလဲကြည်စံမိုးကရွာနေတော့မယ်ကိုသားသမီးကိုပြန်ထမ်းလာရတဲ့ဖခင်ရဲ့ပခုံးဟာကဘာပေါ်မှာအလေးလံဆုံးအရာပါပဲတောင်းလေးစီတူလေးအညာမီ